ဒီဗီဒီယိုမှာတော့အလိုလိုက်ခြင်းဟာဘယ်လိုအကျိုးဆက်တွေကိုဖြစ်စေနိုင်လဲဆိုတာကိုပုံပြင်တစ်ဖို့အနေနဲ့တင်ဆက်ပေးထားပါတယ်။မိဘများအတွက်လည်းတင်ဆက်ဆက်ယူစရာများစွာပါဝင်ပါတယ်။ရှေးရခါကတောရွာကြီးတစ်လွာတွင်ပစ္စည်းဥစားအသင့်အတန်ချမ်းသာသောလင်မယားနှစ်ဦးရှိကြ၏သူတို့တွင်ရုပ်ရည်လှပသောသမီးကလေးတစ်ဦးရှိရာတူးတဲ့သောသမီးကလေးဖြစ်သောကြောင့်လေမာရင်ကျေးတင့်တလောက်ရင်ကျေးရန်တွန်တန်ဆုံးမတင့်တလောက်ဆုံးမတော်လေများစွာအလိုလိုက်ကြ၏တောနိဖခင်ချစ်သူတည်ဆုံးသွား၍အမိနှင့်သမီးနှစ်ဦးတည်းသာစိတ်အားငယ်စွာနေခဲ့ကြလေသည်သုံးနှစ်ခန့်ကြာသောအမိဖြစ်သူသည်မိမိတို့သားအမိမိမသားနှစ်ဦးတည်းနေရလေအားငယ်သည်ကလောက်သမီးကလေးဤနောင်ရေးကိုတွေးသောပူပန်သည့်တကြောင်အရွယ်ရောက်လာပြီဖြစ်သောသမီးကလေးအားနေရာချရန်စဉ်းစားရလေသည်ထို့ကြောင့်အမိသည်သမီးအသက်သမက်လောင်းကောင်းကောင်းရှာဖွေဆူဆန်လေသည်အမိသည်မိမိသမီးကလေးလိမ္မာရင်ကျေးကြောင်းရိုးသားကြောင်းအင်ဒရီတိခရှိကြောင်းအဖေဖြစ်သူမရှိသည့်အတွက်မိမိ၏သမီးကလေးမှာခိုကိုရမဲ့ခေရကြောင်းစသည်တို့ကိုတင့်တော်မိထင်သောယောက်ျားကလေး၏မိဘများရှိတွင်ပြောကြားလေ၏တမက်လောင်ထည်တင်သောယောက်ျားကလေး၏ရှိမှလေဤသို့ကောင်းရာကောင်းကြောင်းဂုဏ်တည်များနှင့်တနာစရာများကိုတဖွယ်ဖွယ်ပြောခဲ့လေသည်ဒီနေ့တော့သူတို့သားအမိကိုတနာချစ်ခင်တော့သမက်လောင်းယုံကြားကလေးတူအိမ်တို့အလဲပတ်လာလေသည်သမက်လောင်းယုံကြားပြိုအေးခန်းတွင်ထိုင်မိလျင်အမိဖြစ်သူသည်မိမိသမီးလိမ္မာပုံများကိုပြောပြနေလေသည်ပြီးလျင်သမီးလိမ္မာကလေးကိုလှမ်းခေါ်လိုက်သည်မီးပိုကန်းတဲ့သမင်းချက်နေ၍လက်၌အိုမဲများပေကျနေသောသမီးကလေးသည်အမိ၏ခေါ်တံကိုကြားသောအခါကျူးရှည်ရှည်ဖြင့်ရောက်မအရက်နှင့်အဖျားတစ်ဖက်စီချီသည့်မြင်းကိုခွေစည်းတဲ့ကဲ့သို့ရောက်မကိုခွေး၍ထားကာရောက်မတွင်ချီထားသောကျိုးကိုပခုံးတစ်ဖက်၌တိုင်လျက်မြင်းကဲ့သို့တုံးဆိုင်နေ၍မီးပိုထဲမှဧခန်းတတ်သို့ပြုံးရွှင်ကာထွက်လာလေသည်အမိနှင့်တမလောင်းရောင်ကြားဖြူလဲအိုင်တင်သည့်မျက်လုံးဖြူသွားကြတော်သည်အမိသည်စိတ်မချမ်းသာစွာဖြင့်အော်ငါသမီးကလေးတော်လာနဲ့ရောက်မမြင်းစီထွတ်လာတယ်ဟုညင်းညူရှာလီတဲ့ဒီလိုပုံပြင်လေးတွေကိုနားထောင်ရတာကြိုက်တယ်ဆိုရင် like နှိပ်ပြီး channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပြင်အသစ်တွေကိုလည်းအမြန်ဆုံးပြန်လာတင်ပေးသွားမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ်နော်ရှာ